မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့ခေတ်ကြီးထဲမှာရှင်သန်ရတာဟာအရန်ကိုမြန်ဆန်လွန်းလာပါတယ်ဖုံးဖွင့်လိုက်တာနဲ့သတင်းပေါင်းစုံ social media ပေါ်ကတခြားသူတွေရဲ့အောင်မြင်မှုတွေနဲ့ကိုနှိုင်းယှဉ်မှုတွေအလုတ်ခွင်က PR တွေကြမှာကျွန်တော်တို့ရဲ့စိတ်ဟာနားကျင်မရှိပဲပင်ပန်းနေတတ်ပါတယ်တချို့ကပြောကြတယ်စိတ်အေးချမ်းမှုဆိုတာတော်ရဲသွားမှတောင်ပေါ်တက်မှရနိုင်တာလို့ဒါပေမဲ့ဗုဒ္ဓဘာသာရဲ့အနှစ်သာရကတော့ငြိမ်းချမ်းမှုဆိုတာတင့်ရဲ့အသွေးစိတ်မှာပဲရှိတယ်ဆိုတာပါပဲဒီနေ့မှာတော့တင့်ရဲ့စိတ်ကိုခန္ဓာတစ်ခုလိုခိုင်မာသွားစေမဲ့ဘလို့လောကဒဏ်တွေကြားမှာမဆိုတည်ငြိမ်သွားစေမဲ့အခြေခံမှုဆဲတစ်ချက်ကိုအသေးစိတ်ဆွေးနွေးသွားမှာပါနံပါတ်1တတိကချင်းတတိဆိုတာနိုးကြားနေခြင်းပါကျွန်တော်တို့အများစုဟာခန္ဓာကိုယ်ကဒီမှာရှိနေပေမဲ့စိတ်ကတခြားရောက်နေတတ်ကြပါတယ်ထမင်းစားရင်ထမင်းစားနေမှန်းသိပါလမ်းလျှောက်ရင်လမ်းလျှောက်နေမှန်းသိပါဒါဟာရိုးရှင်းလွန်းတယ်လို့ထင်ရပေမဲ့စိတ်ကိုအနာဂတ်ရဲ့စိုးရိမ်မှုတွေနဲ့အတိတ်ရဲ့နောင်တတွေကြားကနေဆွဲထုတ်ပေးနိုင်တဲ့တခုတည်းသောကြိုးပါမယ်တတိရှိတဲ့သူဟာအမှားနဲ့တယ်အမှားနဲ့တဲ့သူဟာစိတ်ပူပန်မှုနည်းပါတယ်နံပါတ်2အနိစ္စသဘောကိုနှလုံးသွင်းခဲ့ impermanence အနိစ္စဒီအချက်ကတော့စိတ်ကိုအေးချမ်းစေတဲ့အထီးရောက်ဆုံးဆဲတစ်ခွက်ပါပဲကျွန်တော်တို့ဘာလို့စိတ်ဆင်းရဲရတာလဲကောင်းတဲ့အရာတွေကိုမြဲခြင်းလို့ဆိုးတဲ့အရာတွေကိုအမြန်ပျောက်စေခြင်းလို့ပါအရာရာဟာဖြစ်ပြီးရင်ပြတ်တတ်တယ်ဆိုတဲ့သဘောကိုလက်ခံလိုက်ရင်အဆိုးကြုံတဲ့အခါဒါဟာလည်းခဏပါပဲလို့ဖြေနိုင်တယ်လို့အကောင်းကြုံတဲ့အခါမှာလည်းတာယာရစ်မမှုမနေပဲတတိနဲ့နေနိုင်လာပါလိမ့်မယ်နံပါတ်3ကံနဲ့ကံဤအကျိုး law of karma ဗုဒ္ဓဘာသာမှာကံဆိုတာစေတနာပါကိုကသူတစ်ပါးအပေါ်မကောင်းတဲ့စိတ်ထားလိုက်တာနဲ့အဲ့ဒီမကောင်းတဲ့စိတ်အစိတ်တက်မှုဟာကိုယ့်စီမှာအရင်ဆုံးလောင်ကျွမ်းတာပါငါဘာလို့ဒီလိုဖြစ်ရတာလဲလို့အပြစ်တင်နေမြဲအစားငါအခုဘာကောင်းတာလုပ်နိုင်မလဲဆိုတဲ့အပြူသဘောဆောင်တဲ့ကံကိုဖန်တီးခြင်းမှာတင့်ရဲ့ငြိမ်းချမ်းရေးကိုကာကွယ်ပေးပါလိမ့်မယ်နံပါတ်4လွတ်ကျတတ်ခြင်း letting go ကျွန်တော်တို့ဟာတခါတလေသူတစ်ပိုင်းပြောလိုက်တဲ့စကားတစ်ခွန်းကိုနှစ်နဲ့ကြည့်ပြီးစိတ်ထဲမှာအထုပ်အပိုးကြီးလို့တည်ထားတတ်ကြပါတယ်အဲ့ဒီအထုပ်ကဘသူ့ကိုလေးစေတာလဲကိုပါပဲလွတ်ကျခြင်းဆိုတာအရှုံးပေးတာမဟုတ်ပဲကိုယ်စိတ်ကိုလွတ်လပ်ခွင့်ပေးလိုက်တာပါပြီးခဲ့တာတွေပြီးပါပြီလို့ကိုခွင့်လွတ်ပြီးလွတ်ကျလိုက်ပါနံပါတ်9အပမာဏမေတ္တာ boundless loving kindness မေတ္တာဆိုတာကိုချစ်တဲ့သူကိုမှချစ်တာမျိုးမဟုတ်တတ္တဝါအားလုံးအပေါ်ကောင်းကျိုးလိုလားတဲ့စိတ်ပါဒေါသထွက်နေတဲ့သူတယောက်ကိုမြင်တဲ့အခါသူလဲစိတ်ဆင်းရဲလို့ဒီလိုဖြစ်နေတာပဲလို့မေတ္တာနဲ့ကြည်လိုက်ရင်တင့်စိတ်ထဲမှာတွန့်ပြန်ဒေါသတွေမဖြစ်တော့ပဲအေးချမ်းသွားပါလိမ့်မယ်မေတ္တာဟာအကောင်းဆုံးသောလက်နက်မဲ့ကာကွယ်ရေးစနစ်ပါ6ကရုဏာထားခြင်း compassion သူတစ်ပါးရဲ့ဒုက္ခကိုမြင်တဲ့အခါကူညီခြင်းတဲ့စိတ်ဟာတင့်ရဲ့ငါဆိုတဲ့အတ္တကိုသေးငယ်သွားစေပါတယ်ကိုပြဿနာကိုပဲကြည့်နေရင်အဲ့ဒီပြဿနာကဟီမိုဝင်တာတောင်လောက်ကြီးနေတတ်ပါတယ်ဒါပေမဲ့တခြားသူတွေရဲ့ဒုက္ခကိုကူညီဖြေရှင်းပေးတဲ့အခါကိုယ်စိတ်ဟာပိုပြီးကျယ်ပြန့်လာပြီးကိုယ့်ရဲ့ပူပန်မှုတွေဟာသေးငယ်သွားတာကိုတွေ့ရပါလိမ့်မယ်ခုနှစ်အလယ်လတ်လမ်းစဉ် the middle way ဘဝမှာဘယ်အရာမဆိုတင်းလွှမ်းရင်ပြတ်တတ်တယ်လို့လျှော့လွှမ်းရင်လည်းအတန်မထွက်ပါဘူးကိုနှိပ်စက်တဲ့အထိအလုတ်လုတ်တာမျိုးသို့မဟုတ်အပျော်ပါမှာပဲအချိန်ကုန်တာမျိုးတွေကိုရှောင်ပြီးမျှတတဲ့ဘဝနေထိုင်မှုပုံစံကိုကျင့်သုံးပါအစားအသောက်အိတ်ခနေကအစမျှတခြင်းကစိတ်တည်ငြိမ်မှုအတွက်အခြေခံအုတ်မြစ်ပါရှစ်တမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်လောကကြီးကိုပန်းရောင်မှန်နဲ့လည်းမကြည့်ပါနဲ့အနက်ရောင်မှန်နဲ့လည်းမကြည့်ပါနဲ့အရှိကိုအရှိအတိုင်းကြည့်ပါပြဿနာတစ်ခုကြုံလာရင်ဒါဟာငါ့ကိုဒုက္ခပေးဖို့လာတာလို့မမြင်ပဲဒါဟာသင်ခန်းစာတစ်ခုပဲလို့မြင်တတ်ခြင်းဟာမှန်ကန်တဲ့အမြင်ပါအမြင်မှန်ရင်စိတ်ဆင်းရဲမှုကင်းပါရဲ့ကိုတမာတိတည်ထောင်ခြင်း concentration ဒီနေ့ကို9မိနစ်ပဲဖြစ်ဖြစ်10မိနစ်ပဲဖြစ်ဖြစ်ငြိမ်လေးထိုင်ပြီးမိမိရဲ့ထွားလေဝင်လေကိုစောင့်ကြည့်ပါဒါဟာစိတ်ကိုအနားပေးခြင်းဖြစ်တယ်လို့စိတ်ရဲ့ကြွက်မတ်တွေကိုတန်မာအောင်လေ့ကျင့်ပေးတာလည်းဖြစ်ပါတယ်တမာတိအားကောင်းတဲ့စိတ်ဟာဘယ်လိုလေမုန်တိုင်းတိုက်မတုံ့လုတဲ့ကြောက်တိုင်ကြီးနဲ့တူပါတယ်မိမိကိုယ်ကိုဗဟိုပြုချက် self reliance
နောက်ဆုံးအချက်ကတော့ကိုယ့်ရဲ့စိတ်ချမ်းသာမှုကိုတခြားသူတွေရဲ့လက်ထဲမှာသွားမထည့်ထားဖို့ပါပဲသူတို့ကကိုယ့်ကိုချီးမွမ်းမှပြောရမယ်သူတို့ကကိုယ့်ကိုအဖော်ပြုမှအထီးမကျမှုဆိုရင်တင်ဟာသူတစ်ပါးရဲ့ကြေးကျွန်ဖြစ်နေပါလိမ့်မယ်ကိုယ့်စိတ်ထဲမှာပဲပျော်ရွှင်မှုကိုရှာဖွေတက်လာတဲ့အခါတင်ဟာတကယ်ကိုလက်လက်တဲ့သူငြင်းချမ်းတဲ့သူဖြစ်လာပါလိမ့်မယ်အခုဆိုရင်ကျွန်တော်တို့အခြေခံမှု10ချက်ကိုလေ့လာခဲ့ပြီးပါပြီဒီအချက်တွေကိုကြည့်ရင်တစ်ခုနဲ့တစ်ခုဆက်ဆက်နေတာကိုတွေ့ရမှာပါကျွန်တော်ဒီနေ့အတွက်လက်တွေ့လှုပ်ဆောင်ရမယ့်အချက်လေးတစ်ခုပေးချင်ပါတယ်အဲ့ဒါကတော့ဒီနေ့ညအိတ်ခါနီးမှာဒီ10ချက်ထဲကကိုနဲ့အကန့်အညီဆုံးတစ်ချက်ကိုရွေးပြီးဒီနေ့ငါဒါကိုမယိုကျင့်သုံးခဲ့လေဆိုတာပြန်လဲစင်ကြင်ကြည့်ဟောပါပဲဗုဒ္ဓဘာသာဆိုတာယုံကြည်ကိုးကွယ်ယုံနေမဟုတ်ပဲလက်တွေ့ကျင့်သုံးရမယ့်နေထိုင်နည်းလမ်းတစ်ခုဖြစ်ပါတယ်တင်ဒီအချက်တွေကိုကျင့်သုံးလေလေတင့်ဘဝဟာပိုပြီးအတိပ္ပယ်ရှိပြီးအေးချမ်းလေလေဖြစ်မှာပါဒီနေ့ဗီဒီယိုလေးကတင့်အတွက်တတော်တနေတာကနေအလင်းပြနိုင်ခဲ့ရင်ကျေနပ်ပါပြီတင့်ရဲ့တငယ်ချင်းမိတ်ဆွေတွေလည်းအေးချမ်းမှုရစေဖို့ဒီဗီဒီယိုလေးကို share ပေးသွားပါဦးအားလုံးပဲဘေးကင်းလုံခြုံပြီးစိတ်နှလုံးအေးချမ်းကြပါစေခင်ဗျာ